ခါကရွာတယောက်မှာအလွန်ကျွမ်းကျင်တဲ့တက်ခုတ်သမား2ယောက်ရှိပါတယ်တယောက်ကတော့အသက်ကြီးရင်လာပေမဲ့အတွေ့အကြုံရင့်ကျက်တဲ့တက်ခုတ်သမားဖြစ်ပြီးတော့နောက်တစ်ယောက်ကတော့ငယ်ရွယ်ပြီးခွန်အားပလားနဲ့ပြည့်စုံနေသူပါတနေ့မှာတော့တက်ခုတ်သမား2ယောက်ဟာသူတို့ရဲ့အရေးအသွေးကိုပြိုင်ပွဲတစ်ခုကျင်းပပြီးရှင်ပြိုင်မှုသဘောတူလိုက်ကြတယ်အနိုင်ရှုံးဆုံးဖြတ်မှုတော့တနေ့တည်းမှာတစ်ပင်အရေးအတွက်ပိုများအောင်ခုတ်နိုင်တဲ့သူကအနိုင်ဆိုပြီးသတ်မှတ်လိုက်ကြတော့တာပေါ့ကဲဒီလိုနဲ့ပြိုင်မဲ့နေ့မှာငယ်ရွယ်တဲ့တက်ခုတ်သမားဟာစိတ်ဓာတ်တွေတက်ကြွပြီးအားကျိုးမှန်တဲ့နဲ့ခုတ်ဖို့တစ်တော်တွေကိုမနှက်အစောကြီးတဲ့ကဝင်သွားခဲ့ပါတယ်သူကငယ်ရွယ်တဲ့အပြင်ပို့ပြီးတော့လဲခွန်အားကြီးမာတာကြောင့်စူးစမ်းမှုချင်းတူရင်တော့သူအနိုင်ရမယ်ဆိုတာယုံကြည်ချက်အပြည့်နဲ့မရက်မနာကိုခုတ်ပါတော့ဒီလိုခုတ်နေရင်းနဲ့တစ်ဖက်တော်အုပ်ကပြိုင်ဘက်ရဲ့အတန်ကိုလည်းနားဆွင့်တာပေါ့အဲ့လိုနားဆွင့်မိတဲ့အခါအချိန်မှန်မှန်တစ်ခုတ်တန်ကိုကြားရပြီးတော့2နာရီကြားတစ်ခါတစ်ခုတ်တန်ကရက်သွားတာကိုသူသတိထားမိလိုက်တယ်ပြိုင်ဘက်တစ်ခုတ်သမားဟာ2နာရီကြားတစ်ခါအနားယူတယ်ဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့တစ်ပင်တစ်ပင်လှဲချတိုင်းသူ့ရဲ့စိတ်ဓာတ်တွေပို့ပြီးတော့တက်ကြွလာပါတယ်အဲ့လိုစိတ်ခွန်အားတွေယူပြီးတော့ခုတ်နေလိုက်တာလိုလိုနေဝင်ခြင်းရောက်သွားလဲဆိုတာတော့သူမသိလိုက်ပါဘူးနောက်ဆုံးတော့အနိုင်ရှုံးကိုဆုံးဖြတ်ဖို့အချိန်ကိုရောက်လာပါပြီငယ်ရွယ်တဲ့တစ်ခုတ်သမားဟာယုံကြည်မှုအပြည့်နဲ့သူသာလျင်အနိုင်ရမယ်လို့မျှော်လင့်ထားပေမဲ့လက်တွေ့မှာတော့အတွေ့အကြုံရင့်ကျက်တဲ့တစ်ခုတ်သမားရဲ့တစ်လုံးတွေကသူခုတ်တာထက်ပိုပြီးတော့များနေတာကိုတွေ့လိုက်ရတယ်ဒါနဲ့လူငယ်လေးကအတွေ့အကြုံရှိတဲ့တစ်ခုတ်သမားကိုမေးခွန်းထုတ်လိုက်ပါတယ်ခမဗျာဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲခမကျုပ်လောက်လည်းမခုတ်နိုင်သလိုကျုပ်လောက်လည်းမခုတ်ခဲ့ပြီးတော့ခမဂျားထဲမှာအလုံးမလုံးပဲနဲ့2နာရီကြားတစ်ခါလောက်နားနေတာအဲ့ဒါလေကျုပ်သိနေရပဲလေဒီချိန်မှာပဲအတွေ့အကြုံရှိတဲ့တစ်ခုတ်သမားကြီးကပြန်ပြောလိုက်တဲ့စကားကတော့ဒီမဲ့ကိုလူမင်းမသိလိုက်တာတခုကငါနားနေပါတယ်ဆိုတဲ့အချိန်တိုင်းမှာငါကငါရဲ့ပစိန်ကိုတွေးနေခဲ့တာကွာဘဝမှာစူးစမ်းနေတာချင်းတူရင်တော့ကိုယ့်ရဲ့အားနည်းချက်ကိုပြင်ဆင်ပြီးမှန်ကန်စွာတွေးခေါ်မျှော်မြင်ရှေ့ဆက်တတ်တဲ့သူကအမြဲခြေတလန်းသားလေးရှိပါရဲ့နော်